ဒီနေ့ကတော့ချင်းချင်းဆက်ဆက်ကြိုက်တဲ့သူတွေအတွက်ကျုပ်ချင်းစရီကိုပြမှာပဲဖြစ်ပါရဲ့ရှင်။အရင်ဆုံးကျုပ်ပြောဖို့အတွက်ရေနွေးကိုတည်လိုက်ပါမယ်။စားလေးနည်းနည်းထည့်ပြီးမှရေနွေးတည်ပါမယ်။ဒီမှာအထူးကတော့ကျုပ်တွေကိုပုံမပြအောင်ပြောရမယ့်နေကံတွေကိုပြောပြပေးပါမယ်။အရင်ဆုံးကျုပ်ဖောက်ထည့်မဲ့ပကံလေးကိုရေတစုံစီထည့်ပြီးထားလိုက်ပါမယ်။ရေထည့်ပြီးတော့မှကျုပ်တွေကိုတကုံချင်းဖောက်ထည့်ပေးမှပဲဖြစ်ပါရဲ့ရှင်။ပြီးရင်ခုနတည်ထားတဲ့ရေနွေးကိုပွက်ပါကိုရှင်ကတော့မီပိတ်ပေးလိုက်ပါမယ်။မီပိတ်ပြီးသွားပြီဆိုမှကျုပ်တွေကိုတကုံစီဖြည်းဖြည်းချင်းထည့်လိုက်ပါမယ်။ကျုပ်တွေထည့်ပြီးတော့မှအဖုံးပိတ်ပြီးတော့2မိနစ်3မိနစ်လောက်ပြန်ပြုတ်ပေးလိုက်ပါမယ်။ဒီလိုဆိုလို့ရှိရင်တော့ကျုပ်တွေကပုံမပြတ်ဖဲနဲ့ထွက်လာပါပြီရှင်။ပြီးရင်တော့ချင်းဆက်ဟင်းရေးဆက်လုပ်ပါမယ်။အဲအတွက်ငရုတ်တီးတောင်မျိုးကိုဆက်စားခြင်းတောင်ပမာဏကိုညှက်ပြီးတော့မှထည့်လိုက်ပါမယ်။ပြီးရင်နည်းနည်းရွက်လေးညှက်ပြီးတော့ထည့်ပါမယ်။ပင်းလက်ပြရေးကတော့ထမင်းစားစွန်းနဲ့နှက်စွန်းတိတိထည့်ပေးလိုက်ပါမယ်ရှင်။ပြီးရင်ခုနကကျုပ်ပြုတ်ထားတဲ့ရေနွေးလေးထည့်လိုက်ပါမယ်။နောက်ဆုံးကတော့တမယာဒီလေးနဲ့အရသာအတွက်ချက်သားမုတ်လေးထည့်ပေးလိုက်လို့ရှင်ကတော့ရတော့ပါပြီရှင်။ဗီဒီယိုလေးကိုဆုံးတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်တွေ့ကြပါမယ်ရှင်။